မင်္ဂလာပါအခုရောက်ရှိနေတာလေးကတော့မြန်ကုန်မြို့နယ်အိစာတရားလန်မြင်းကြီးတလေးမှာ SPC flow 5.5mm အထူရေဆိုခန်းချမစာကြံရင်လေးဖြင့်ကင်းကျင်းလှဆင်ပေးရန်အတွက်ပစ္စည်းချဆိုင်ဝင်နေတာလေးပဲဖြစ်ပါတယ်ရှင်မြင်းကြီးတက်ဖြစ်တဲ့အတွက်အောက်ကမွိုချာတန်ရေငွေ့တန်တွေကိုခံနိုင်ရင်ရှိဖို့အတွက်ဒီလို plastic တွေတစ်ထပ်ခံပြီးတော့ခင်းကျင်းပေးတာကပိုပြီးတော့ကောင်းပါတယ်သုံးပေးရမယ့်ကြံငင်းလေးကတော့ SPC flow 5.5mm အထူရေဆိုခန်းချမစာကြံငင်းလေးပဲဖြစ်ပါတယ်ကြံငင်းခင်းချင်းတဲ့အခါမှာလည်းတစ်ချက်နဲ့တစ်ချက်စက်ကြောင်းရာအကွာအဝေးနီးစပ်မှုမရှိအောင်လေကတစ်ခင်းလေးနဲ့ခင်းချင်းပေးမှာပဲဖြစ်ပါတယ်ကိုရိုင်းခင်းချင်းချင်းနဲ့လူကြီးမင်းတို့အတွက်လည်းဒီကြံငင်းခင်းချင်းပုံအစအဆုံးလေးကိုဒီဗီဒီယိုလေးမှာရိုက်ပြပေးထားပါတယ်ရှင်ကြံငင်းတစ်ချက်နဲ့တစ်ချက်ဆက်တဲ့အခါမှာလည်း45ဒီဂရီချိုးပြီးတော့ကလစ်နှစ်ဖက်ရှာနှစ်ဖက်ကိုတေချာလေးဝင်အောင်လိုက်ထည့်ပေးရပါတယ်ရှင်ဒါကတော့ skating corner ကြောင်းလေးတွေပဲဖြစ်ပါတယ် SPC flow ရဲ့အားသာချက်ကတော့အချိန်နာရီပိုင်းလေးတွင်းမှာခင်းချင်းပြီးစီးတာဖြစ်လို့အခုခင်းအခုနေလို့ရပါတယ်။ကြံငင်းခင်းချင်းပြီးသွားရင်တော့ဒီအနားကုတ်ကလေးကုတ်ပါမယ်။စကတ်တင်နားကုတ်နီးလေးတွေကိုလေးလာခြင်းတဲ့လူကြီးမင်းတို့အတွက်လည်းဒီတိုင်မုံလေးကိုကုတ်ပြပေးထားပါတယ်ရှင်။ဒီလိုတိုင်ပုံတွေကိုကွတ်တဲ့အခါမှာ45ဒီဂရီချိုးပြီးတော့တော်ရုံဖြတ်ဆက်ရမှာပေါ့အောင်တေချာလေးကုတ်ပေးပါတယ်။ဒါကတော့ခိုင်ခန့်မှုရှိအောင်လွယ်တကူပြုတ်ထွက်မသွားအောင်ပေါ့နော်ကော်လေးနဲ့တင်းပေးရပါတယ်။ကဲဒါကတော့အားလုံးခင်းချင်းပြီးစီးသွားပြီပေါ့နော်အခင်းရောအကုတ်ခေါ်ကုတ်ပြီးသွားပြီခင်းပြီးသွားပြီဆိုတော့အလားတက်ပုံလေးရိုက်ဖို့မတ်တန်းလေးယူနေတာပါဒီကြံငင်းကျွန်းရောင်လေးရဲ့အားသာချက်ကတော့အိမ်လိုနှွေးထွေးတဲ့ vibe ကိုပေါ့နော်ရစီတယ်ဒီတစ်ပွေးကွက်ဒီဒီဇိုင်းကြံငင်းဒီဇိုင်းလေးရဲ့အားသာချက်ကတော့အိမ်ကိုပို့ပြီးတော့ဒီထက်ကကျဲသွားတယ်ပေါ့နော်ပို့ပြီးတော့ကျဲဝန်းသွားတယ်ဆိုတဲ့ခံစားချက်မျိုးကိုဖြစ်ပေါ်စေပါတယ်ဒီစကတ်တင်နာကိုဆိုရင်လည်းအထူစားလေးကိုတုံထားပေးပြီးတော့ဒီတော်ရုံပေါ့နော်45ဒီဂရီဆောင်းပြီးတော့ဖြတ်ဆက်ရမှာပေါ့အောင်ဒီချာလေးကုတ်ပြီးထားပါတယ်ဒါကြံငင်းလောက်ကတစ်ခုရဲ့အသက်ဆိုလည်းမမှားပါဘူးရှင်လူကြီးမင်းတို့ရဲ့နေအိမ်အဆောက်အုံဒီမှာပါကေးကြံငင်းခင်းချင်းတော့မယ်ဆိုရင်လျှက်ထက်ကိုဆက်သွယ်လိုက်ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးပါ